ဒီကနေ့ကျွန်တော်တွားဝေတဲ့ငှက်အမျိုးအစားဖြစ်တယ်ချင်းတုံကညနေတစ်ထပ်တီးပဲကျွန်တော်ချင်းလို့တော့ very လို့ခေါ်တယ် very မဟုတ်ဇင်းနဲ့တူတယ်ဇင်းလေးမဟုတ်ပြန်ဘူးဒါ very ရန်လာတယ်ဒီမှာမင်းကျွန်တော်ဒီမှာလည်းရှိသေးတယ်အများကြီးပဲဒီမှာပြင်ဒီဟာကကင်ကြီးနဲ့တူတယ်ချင်းတော့ကင်ကြီးကျွန်တော်စကန်ရကကီလိုခေါ်တယ်ဒီပါနော်ဒီပါအတားပြည့်လေညမိုက်ဒီကောင်ကတကောင်မှာ$10ဒီအကောင်က$10အမေရိကမှာဒီလူမျိုးညက်ကိုဝေစားချင်တယ်ဆိုတော့ကျွန်တော်စီမှာလာခဲ့ပါတကောင်$10ပဲပေးရပါတယ်ရန်တန်တယ်ရာကိုဘယ်လိုတက်စင်ရမှာလဲဆိုတော့အစနဲ့ဆုံးထိပြက်ပေးတော့မှာပဲဖြစ်ပါတယ်တချို့လူတွေကဝေစားချင်တယ်ဒါပေမဲ့ဘယ်လိုမျိုးတက်စင်ရတယ်ဆိုတော့သူတို့မသိကြအောင်အားကြောင့်မလို့ကျွန်တော်ဆက်ပြီးတော့တက်စင်ပုံတက်စင်တွေကိုတင်ပေးတော့မှာဖြစ်ပါတယ်ကျွေးကြည့်အောင်လားဒီလိုပပဆိုအထက်မှာစင်မယ်ကျန်သေးဒီမှာအမွေနှုတ်မယ်အမွေနှုတ်ရတယ်ကြီးလိုက်တာချက်စားဖို့တော့မှနှမျိုးစရာပဲရန်လှတယ်ခုဆိုရင်တော့အမွေနှုတ်တာပြီးခါနေပြီပြီးပါပြီအမွေနှုတ်တာပြီးပါပြီတန်းဒီမှာပြပေးမယ်အတက်လို့ခေါ်လာဒီဟာချွန်လေးဒီမှာအမွေးတော့နှုတ်ပြီးသွားပါပြီဒီအကောင်ကိုမင်းပြန်ဖို့မှာဖြစ်ပါတယ်မင်းပြန်ဖို့ပေးမယ်အဲ့ဒါမှစားလို့ကောင်းတယ်ဖို့မှစားလို့ကောင်းတယ်အဲ့လိုမှစားလို့ကောင်းတာရှယ်ပဲကဲခုဆိုရင်တော့မင်းဖို့ပြီးတော့ပါပြီရှယ်ပဲဒီမှာမွေးရမွေးချီထောက်ရင်ဖြစ်မယ်
ပစပ်ပေါက်နဲ့အရင်လုပ်မယ်ဒီပစပ်ပေါက်ကိုအရင်ထည့်မယ်အဲ့ဒါလို့အဆိုင်ပြင်ဒီမှာအဆိုင်ဒီမှာဒီနေရာကိုဖြတ်ဒီနေရာမှာဖြတ်ဒီအဆိုင်ကိုပြန်ခွေးမှဖြစ်တယ်။အရင်ဆက်လို့ကောင်းတယ်ဒီဟာအသေးဒီဟာအဆိုင်။အော်ဒီဥပမာကိုပြန်ထုံးမှဖြစ်တယ်ကျွန်တော်ဆိုရင်ဒီအရင်ကြိုက်တယ်အဲဒါကြောင့်မလို့ဘယ်တော့မှမလွတ်ပြီးဘူးတော်လားတတ်တယ်လေတန်လေခုဆိုရင်တော့ဂလီစာတက်စီပီတာဖြစ်တယ်ခုဆိုရင်တော့နောက်ဆုံးဒီဟာတက်စီမယ်ပြီးရင်တော့ပြီးပါပြီဒီတန်းအကောင်လိုက်ချက်ပြီးတော့ဟင်းကောင်းကောင်းလေးတောက်လို့ရပါပြီကဲခုဆိုရင်တော့ပြီးသွားပါပြီအဆိုင်တေးဒီဟာတက်စင်ပီတာဖြစ်တယ်မနေ့ဖြစ်ချင်းဟင်းရည်နဲ့ချက်မယ်ဘိုင်ဘိုင်